ကဲအခုကျွန်တော်မျှဝေပြီးမှာတော့ကျွန်တော်ဒီနေ့ rain ပေါ့နော် rain ထည့်နည်းလေးပဲဖြစ်ပါတယ် rain ကကျတော့ကျွန်တော်ကထည့်တဲ့ပုံစံဘယ်လိုလဲဆိုတော့ကျွန်တော်ကဘောနော်ဒီ display ဒီ display ကိုကျွန်တော်ကဒီအလေတက်မှာထားတာပေါ့နော်ဒီအလေတက်မှာထားတာပေါ့ပြီးတော့ကျွန်တော်ကဒီ rain ပါလေးတွေကိုကျတော့ကျွန်တော်ကဒီမှာပါပေါ့နော်ဒီကာကြီးပဲနားလည်းမရောက်ဘူးဒီအပေါက်ကိုလည်းကြော်ရမယ်ပေါ့နော်ဒီလိုမျိုးလေးထားပါတယ်ဒီဖက်လည်းဒီလိုပါပဲပြီးတော့ကျွန်တော်တို့ဒီရှေ့က power rain တွေနဲ့လေ rain တွေကျတော့ကျွန်တော်ကဒီလိုလေးပြန်ထားပါတယ်ဒီလိုပဲပေါ့နော်သူလည်းကာကြီးပဲနားမရောက်ဘူးဒီအပေါက်ကိုလည်းကြော်ရမှာပေါ့နော်ကျွန်တော်ဒီလိုလေးထားပါတယ်ဒါလေးကြည့်ပြီးတော့အားလုံးပဲအဆင်ပြေကြပါစေเนาะကိုယ့်ကိုယ်ထည့်လို့လေးရပါတယ်ဒီချက်လေးကြည့်ပြီးတော့